ကဲကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အခုပြထားတဲ့တော့ပုံစံမျိုး presentation slide လေးတွေဘယ်လိုလုပ်ကြမလဲဆိုတော့ပြောပြပြမှာဖြစ်ပါတယ်ဆိုတော့အချိန်မဆွဲဗီဒီယိုတွေကိုစလိုက်ကြအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ presentation slide တွေဝင်လိုက်မယ်ပြီးသွားဆိုကျွန်တော်ပထမဆုံးပြထားတဲ့လုံးမှာဖြစ်တဲ့အတွက်ကြောင့်ဒီ shape လေးတွေလိုတယ်ဆိုတော့ element နဲ့သွားမယ် element နဲ့ကိုကြိုက်တဲ့ပုံလေးယူလို့ရတယ်နောက်ဆိုရင်အခုဒီလိုဒါလေး square လေးယူလိုက်မယ်ပြီးသွားရင်ကိုကြိုက်တဲ့ပုံပြောင်းလိုက်ဘေးဒီလိုလေးပြောင်းလိုက်မယ်ပြောင်းလိုက်မယ်ဆိုရင်မေးစရာရှိတဲ့ပုံစံမျိုး4တောင်90 degree ကြီးတာတွေပဲလုပ်လို့ရတာလားပေါ့မဟုတ်ပါဘူးကျွန်တော်ဒီပြောင်းလို့ရတယ်ဟုတ်ဆိုရင်ဒီဒါလေးနဲ့ကျွန်တော်ပြရတဲ့ဝင်ပြီးသွားဆိုရင်မှာ corner round နဲ့မှာကြိုက်တဲ့လောက်ရွှေ့လိုက်ပေါ့ဗျကျွန်တော်အခုဆိုရင်50လောက်ဆိုရင်စိတ်ပြီးရဲဆိုကျွန်တော်50ထားလိုက်မယ်50ဒါပြီးရပြီဆိုရင်အမဲရောင်လေးပြောင်းလိုက်မယ်တခြားကိုကြိုက်တဲ့ရောင်လေးပြောင်းလို့ရမယ်ကျွန်တော်အခု example ပြောင်းမယ်ဆိုရင်တော့အမဲရောင်ရဲ့မိခိုးရောင်နဲ့အဓိကတော့ပြပါမှာဖြစ်တယ်ကျွန်တော်အမဲရောင်လေးပြောင်းမယ်ပြီးရင်ကျွန်တော် control D နဲ့၄ခုပွားလိုက်မယ်သူက၄ခုကြာအောင်ပါဆိုတော့ဒီလေးအဲ့မှာအယောင်မပြောင်းချင်တဲ့လုပ်လို့ရတယ်ပေါ့နော်အမဲရောင်သီးတန့်နဲ့လုပ်ရဒါပေမဲ့အမဲရောင်သီးတန့်ဆိုသိပြီးတော့မမရေပေါ့နော်ကျွန်တော်နောက်ကျရင်ကြာပြီမယ်ဒီလေးခုလုံးအမဲရောင်ထားလိုက်တယ်ပဲအဲ့ဆိုရင်ဒီတစ်ခုချင်းစီကိုကျွန်တော်အခုလုပ်တဲ့လုပ်တဲ့မျိုးအပေါ်လေးတွေကိုလိုက်တင်မယ်ပြီးသွားဆိုရင်ဒီ slide ကြီးတစ်ခုလုံး duplicate လုပ်လိုက်လို့ရတယ်ပေါ့နော် slide ကြီးတစ်ခုလုံးယူပြီးတော့ control D နှိပ်လိုက်ရင်ပွာသွားမယ်နောက်တစ်ခုရပြီဆိုရင်အလဲပိုင်းလေးကိုမချမ်းမှုတော့လိုက်မယ်ဆိုတော့အခုဆိုအမဲရောင်တက်တက်ဒီပဲကြာသွားတာဆိုတော့သိမကောင်းအယောင်လေးတွေထည့်လိုက်တဲ့အခါကျတော့ဒီအယောင်စုံစုံလေးလေးနဲ့ဆိုပို့ပြီးတော့ကြည့်ကောင်းတယ်နော်အဲ့တော့အယောင်တွေကလည်းထည့်ကျင်တိုင်းထည့်လို့မရဘူးဘာလို့ဆိုတော့ထည့်ကျင်တိုင်းထည့်တော့ကြည့်မကောင်းတော့ဘူးနော်ဆိုတော့ဘယ်လိုထည့်ရမလဲဆိုရင်အယောင်စုံဘာလဲကျွန်တော်အပေါင်းလက္ခဏာနဲ့အားလို့သွားမယ်ပြောရရင်ကိုကြားရဲ့ကိုကြည့်တဲ့အယောင်ရဲ့နည်းနည်းလေးအပေါ်လေးပဲဖြစ်ဖြစ်ဘေးလေးပဲဖြစ်ဖြစ်နည်းနည်းလေးပဲတိုးလိုက်ကျန်တဲ့ဟာတွေလုံးတိုင်းမျိုးလေးလုပ်မယ်ဆိုတော့ဒီအယောင်တွေကနည်းနည်းချိတ်ဆက်မှုနည်းနည်းချိနေတဲ့အခါမှာကျတော့နည်းနည်းကြည်မကောင်းတာတွေပါတယ်မဖြစ်တော့ကြည်ကောင်းသွားတယ်လုပ်တယ်လုပ်တယ်ပို့ပြီးတော့အဆင်ပြေရပေါ့အဲ့ဒါပြန်ခုနကကျွန်တော်ပြောတဲ့အတိုင်းလေးပဲဘောလုံးအပေါ်တင်ပြီးတော့လုပ်လိုက်မယ်ပေါ်တင်တဲ့အခါမှာလည်းဒီဒါကျွန်တော်ပြထားအောက်ကျစင်တာဆိုတော့ဒီ position မှာအောက်ကိုချလိုက်မယ်အောက်လေးရရင်ပြီးတော့ထွက်လာတယ်လို့လည်းဖြစ်သွားမှာဖြစ်တဲ့အတွက်ကြောင့်နည်းပိုကြည်ကောင်းလို့အပေါ်ကြီးတဲ့တိုင်းတော့ပို့ပြီးတော့ကြည်ကောင်းသွားတယ်လိုက်ကြည့်ဖို့လုံးပွားလိုက်မယ် control D နဲ့ပွားပြီးအားလေးတော့အောင်ရှာမယ်ရပြီဆိုကျွန်တော်ပြမယ်ပေါ့နော်အဲ့ဆိုရင်ခုနကအမဲရောင်တက်ဆိုင်ပို့ပြီးတော့ကောင်းသွားမယ်ဒါဆိုရင်ဒီအောက်ဘက်ဆင်းလို့ရလားအောက်ဘက်ဆင်းလို့မရတာဘောက်ဘေးတွေလည်းကြိုက်တယ်လို့သွားလို့ရတယ်ကျွန်တော်အခုဘေးကိုအဆန်းပြမယ်ပေါ့နော်ညာဘက်ကိုထွက်သွားတာလုပ်မယ်ဆိုတော့90 degree ထားမယ် negative 90ပေါ့ပြီးတော့ဆိုရင်ဒါလေးကိုလုပ်မယ်ကိုယ်ကခုနအတိုင်းတော့ဘာမှတော့မကွာဘူးဒါဘေးလိုက်လေးပဲဖြစ်သွားတာပဲဒီဘေးလိုက်လေးကိုပဲဒါလေးကိုရွှေ့မယ်ပြန်ထားမယ်ရပြီဘာမှမဆိုင်မှုကိုပြန်သွားမယ်ဒါတော့ထွက်သွားတာလေးကြားတော့နော်အဲ့ဒါဆိုရင် 1.5 ကတော့ဒီမှာတော့အရင်ကြီးမကောင်းဘူးเนาะဒီမှာကြည့်လိုက်မယ်ဆိုရင်အရင်နှေးလုံးနဲ့ပေါ့နော် 1.3 1.2 လိုက်ဆိုပို့ပြီးတော့အဆင်ပြေရလို့ဟိုဆိုတော့အရင်နှေးဆိုရင်ကြည့်မကောင်းကဲအဲ့ဒါဆိုရင်နောက်တစ်ခုသွားမယ်နောက်တစ်ခုကျတော့လေဒီအတိုင်းပဲဒီဘေးလေးထွက်သွားတယ်ပေါ့နော်ဘေးလေးထွက်သွားတော့ပို့ပြီးတော့ကြည့်ကောင်းတယ်ပေါ့နော်အောက်တက်တက်ကြီးကြားတာတွေဘေးထွက်သွားတော့ကျတော့ပြမယ်အရင်ဆုံးတောက်ပြန်တဲလိုက်မယ်ပြန်တဲပြီးသွားဆိုရင်ဒီပို့လိုက်မယ်ညအောက်က3ခုသွဲပြီးတော့ဘေးလေးကိုကျွန်တော်လုပ်တဲ့အတိုင်းလေးပဲထားလိုက်ပါဦးညာဒါလည်းဒီအတိုင်းပါပဲခုနပထမတော့ဟာလေးလုံးသက်သွားမယ်ဆိုရင်ဒါတွေကျန်တာတွေကတော့တော်တော်ကြီးလွယ်သွားမယ်ပေါ့နော်အဲ့တော့ပထမအပိုင်းလေးတွေကိုတေချာလုံးသက်မယ်ဆိုရင်အဆင်ပြေတယ်ဒီတိုင်းလေးပဲပြန်ပြီးတော့ကိုလုံးရှင်တဲ့နေရာလေးကိုဆွဲပြီးတော့လုပ်လိုက်ရုံပဲ
ကြည့်ကောင်းတယ်တက်တဲ့အိတ်ကြားတာသက်ဆိုင်ကဲအဲ့ဆိုရင်ဒါကတော့ဒီလိုတန်မျိုးပြောင်းတာပေါ့နော်ဒါကတော့ဒီဗီဒီယိုကတော့အခုမှ4မိနစ်5မိနစ်ပဲရှိသေးရဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုပြမယ်နောက်တစ်ခုကျတော့ဒီအော်ဗီဒီယိုလေးမှာပြထားတဲ့အတိုင်းကဘာလေးရရင်ပြီးတော့လို့ကွဲထွက်လာမှာပေါ့နော်ကဘာလုံးလေးထဲကစာလေးထွက်လာတာအဲ့ဒါလေးကလည်းစောသုံးဝင်နေဆိုတော့ဒီအောင်ဆုံးကဘာလုံးဆိုတော့ကျွန်တော်ဒါလေးနဲ့ပဲပြမယ်ပေါ့နော်ဒီလုံးလေးနဲ့ပဲပြမယ်ကဘာလုံးစာဒါလေးထားလိုက်မယ်ဒီမှာဆိုရင်တခြားအစားရရင်ပြီးတော့ဒီ square လေးယူပြီးထားလိုက်မယ်စာလေးရပါရတော့ဒီဟာလေးနဲ့ဒီလိုကောင်းလို့ရတယ်ပေါ့နော်စာဆိုရင်တော့ဒီရအောင်ပါဒါလေးကအဲ့ဒီကထွက်လာမှာဆိုတော့၄ခုထွက်လာမှာဆိုတော့ကျွန်တော်၄ခုကျိတ်တဲ့လောက်ထားလို့တော့ဟိုထားခြင်းတဲ့လောက်ထားလို့ရကျွန်တော်အခုတော့၄ခုနဲ့ပဲပြလိုက်မယ်၄ခုထွက်လာမှာဆိုတော့ဟိုထားခြင်းတဲ့နေရာအဲ့ဒီထွက်လာမှာပြပြီးသွားဆိုရင်ကျွန်တော်ဒါလေးတွေအထည့်ထည့်လိုက်မယ်အဲ့လိုစမ်းတာအောင်ထားလိုက်နော်အဲ့ဒါလေးတော့ဒီတကယ်တော့အောက်မှာထားမှာเนาะအပေါ်မှာထားရင်ဘာဖြစ်မလဲဆိုတော့ပြမယ်ကျွန်တော်အခုအပေါ်မှာထားလိုက်မယ်အပေါ်မှာထားပြီးသွားပြီဆိုရင်သွားမယ်မက်ချန်ကိုပြန်သွားမယ်ပြီးသွားသမားတော်လားကဘာလုံးလေးဒီအမဲရောင်အလုံးလေးရဲ့အောက်ကနေထွက်လာတာမဟုတ်ဘဲနဲ့အပေါ်ကနေပြီးထွက်လာတာအဲ့ဆိုရင်ပို့ပြီးကြီးလို့မကောင်းဘူးเนาะတကယ်ဆိုဟိုဟာလေးကကာနေရမှာဆိုတော့အဲ့ဒါလေးကအပေါ်ဆုံးမှာတင်လိုက်ရပြီဆိုရင်ပြန်ကြည့်မယ်ပြန်ကြည့်ရင်မဟုတ်တယ်လို့ထင်ရတယ်ဒါပေမဲ့တေချာကြည့်လိုက်ပါတကယ်တော့မဟုတ်ပါဘူးဘာလို့ဆိုတော့ပြမယ်ဟိုဟာလေးတွေကအပေါ်မှာပေါ်လာပြီးမှသွားတာဒီအလုံးလေးရဲ့အောက်ကနေထွက်သွားတာမဟုတ်ပဲနဲ့ပေါ်ရင်ပေါ်လာတာဘာလို့ဆိုတော့ဒီမှာနောက်တဲ့ slide မှာဆိုရင်သူ့ရဲ့ position ကဒီလိုမျိုးအဲ့ဒါဒီမှာတရားရင်ပြီးတော့ဟုတ်လားအဲ့အသုံးလေးတွေကဒီအလုံးလေးရဲ့အပေါ်မှာရောက်နေတယ်ဆိုတော့ဒီအသုံးလေးတွေကိုအထဲထဲရမှာပေါ့နော်အထဲထဲရမှာဆိုရင်ဒါလေးတွေအကုန်လုံး select ဆွဲပြီးမှ position မှာအောက်ဆုံးထိသွားလိုက်ပေါ့နော်ရပြီဆိုရင်အဆင်ပြေသွားပြီသွားရင်ခုနလိုပို့တော့ပဲနဲ့ဒီအောက်ကနေထွက်လာတာဖြစ်သွားပြီအဲ့လိုတန်မျိုးပဲပေါ့နော်ကျန်တဲ့အတုံးလေးဆိုတာကျန်တဲ့ဟာတွေအဲ့လိုရတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီကြည့်ကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ပြီးတော့ like and subscribe တွေလည်းလုပ်ပေးခဲ့ကြပါဦးဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်